ရဲ့ group တို့နာကလည်းဘယ်လိုမျိုးအသားရည်ပိုင်ရှင်တွေနဲ့ထုတ်ထားတာလဲပေါ့နော် KK group တို့နာလေးကိုဝယ်လိုက်တဲ့ခါမှာဒီလိုမျိုးပန်းရောင် version လေးလားအဝါရောင် version လေးလားဆိုတာကိုကြည့်လိုက်လို့ရတယ်ပေါ့နော်ဒီပန်းရောင် version လေးဆိုတော့အရင်အသား၆တဲ့သူတွေအတွက်ပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်အသားအရင်၆တဲ့သူတွေအတွက်အဆင်ပြေတယ်ဒီဥစ္စာလေးကဆိုရင်လုံးဝသူ့ကိုလို့ပြောလိုက်တဲ့ခါမှာကျွန်မမျက်စိထဲမှာဗာမြင်လဲဆိုတော့သူက grow skin ဖြစ်တယ်သူကအမဲဆက်တွေတင်းတိတွေကိုညှို့နေစေတယ်ပြီးတော့ပြီဆိုရင် hyaluronic acid 7% ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မျက်နှာမှာ moisture ဓာတ်ကိုတော်တော်လေးတော့ခတ်သိမ်းထားပေးနိုင်တဲ့အတွက်ကြောင့် hydration အပကုံလုပ်ပေးနိုင်တယ်ဒါကြောင့်မျက်နှာမှာ moisture ဓာတ်လိုနေတဲ့ဒီအသားချောင်းနေတဲ့သူတွေနော်ပြီးတော့တဲ့ခါမှာမျက်နှာမှာအရေးချောင်းရှိတဲ့အသားမွေးချောက်ချောက်အသားအရင်ချောင်းနေတဲ့မဲဆက်တွေတင်းတိတွေရှိတယ်ဆိုရင်ဒီပန်းရောင် version လေးပေါ့နော်ဝါရောင်လေးဖြစ်သွားတဲ့အချိန်မှာသူကဘာဖြစ်သွားလဲဆိုရင်ဝက်ချန်သမားပါသုံးလို့ရတဲ့ inflammatory ကို short ချပေးတဲ့ ingredient မှာပါသွားတယ်အဲ့နှစ်ခုပြန်ပြီးတော့ပို့ပြီးပေါင်းလိုက်တာပေါ့နော်အဲ့တော့ဒီဥစ္စာလေးဖြစ်တဲ့အသားရည် grow skin ဖြစ်မယ်မဲဆက်တင်းတိအရေးချောင်းတော့ကောင်းတယ်မျက်နှာတင်းရင်းမယ်အဲ့ဒီအပြင်အခုဒါဆိုရင်ဒီ inflammatory anti-inflammatory ဖြစ်စေတဲ့ဒီ chamomile extra ပါဝင်တာဖြစ်တဲ့ကြောင့်မလို့ခုနပြောသလိုမျိုးဒီဝက်ချန်သမားအတွက်ပါပို့ပြီးသုံးလို့ရသွားတယ်ပေါ့အဲ့တော့ dry skin တို့ကတင့်တော်တယ် oily skin တို့ကတင့်တော်တယ်ဝက်ချန်သမားတို့လည်းတင့်တော်တယ်တင်းနေသမားတို့လည်းတင့်တော်တယ်အကုန်လုံးအသုံးပြုလို့ရတဲ့ essence version ပုံစံပို့ပြီးဖြစ်သွားပါတယ်ပို့ပြီးသူစားကျင်နေတယ်ဘာလို့လဲဆိုတော့ဝက်ချန်သမားလက်ထဲကိုရောက်သွားရင်အဆင်မပြေဘူးဖြစ်တယ်ဆိုရင်သူစားမပျော်ဘူးပေါ့နော်အဲ့တကြောင့်မို့သူစားတို့wide distribution နဲ့သွားတာဖြစ်တဲ့ကြောင့်မို့သူစားပိုကောင်းတဲ့ version ဖန်တီးလိုက်ပါတယ်လို့ပြောချင်ပါတယ်ရှင်